ဒီကနေ့မှာတော့ကျွန်တော်ဝယ်ထားတဲ့ကားကိုကျွန်တော်ရဲ့နာမည်ပေါက်သွားချိန်ပြီးတော့ကား license တန်းသွားတူမှာဖြစ်ပါတယ်။ဒါတော့ကျွန်တော်မနေ့စောစောပေါ့လေကျွန်တော်ရဲ့အိမ်ကနေထွက်လာဖြစ်ပါတယ်။ကိုစွန်းလင်းထက်နေဖြစ်ပါတယ်။သွားတော့ကျွန်တော်အရင်မဝေးဘူးကျွန်တော်နိုင်ခွက်45မိနစ်လောက်ဆိုရင်ရောက်တယ်နီးနီးလေးပဲ။သွားရရုံကလည်းကျွန်တော်ဘန်ချက်ရုံပေါ့လေဘန်ချက်ကညနာရုံသွားတာဖြစ်ပါတယ်။ဒီမှာပေါ့လေကျွန်တော်စာရွက်စာတမ်းနေကျွန်တော်ဒီမှာစာရွက်စာတမ်းနေပြည့်ပဲထပ်လိုက်ကြည့်ကျွန်တော်ဒီကားကိုဒီဦးစီးနေကားကိုရင်သွားစစ်မယ်ရင်သွားစစ်ပြီးလို့ရှိရင်ကျွန်တော်ခုနကပုံပြောင်းပါပေါ့လေအဲ့ process လုပ်ဖို့လည်းနည်းစာရွက်ကြီးမဟုတ်ပဲမဟုတ်လိုက်ကြီးဒါကျွန်တော်တကူလဲစာရောကားစာအတွက်ကိုပြီးရင်ကျွန်တော်အဲ့ထက်မှလည်းရှိသေးစာရွက်စာတမ်းတွေပေါ့လေအဲ့နိုင်ငံမှာနေလို့ရှိရင်တော့အဲ့လိုမျိုးစာရွက်စာတမ်းတွေအကုန်ရှိမှတော့အဆင်ပြေမယ်ဆိုတော့တကယ်ပါဟိုရောက်တော့ကျွန်တော်ရဲ့ကားကိုအကုန်စစ်တယ်ပေါ့လေသူတို့ဒီသက်ဆိုင်ရာဒီရင်းနဲ့ပတ်သက်တဲ့ဒီလိုအပ်တဲ့ဟာတွေအကုန်လုံးကား frame နဲ့ပတ်သက်တဲ့ဟာအကုန်လုံးမှန်မပန်းအကုန်ရောက်ချင်းစစ်ရတာဖြစ်ပါတယ်ဒါကတော့စစ်နေတာဖြစ်ပါတယ်ဒီလိုရင်စစ်နေတဲ့ဟာလေးကိုကျွန်တော်တို့ကန်တင်းကိုသွားပြီးတော့ coffee လေးတောက်ရင်းနဲ့စောင့်ခဲ့ပါတယ်ရင်စစ်ပြီးတော့ကျွန်တော်သက်ဆိုင်ရာစာရွက်စာတမ်းတွေအကုန်လုံးကိုကျွန်တော်လက်မှတ်ထိုးရတယ်လက်မှတ်ထိုးပြီးရတယ်ကျွန်တော်ဒီရုံးထဲကိုသွားမှာဖြစ်ပါတယ်အဲ့တော့သွားခင်မှာလက်မှတ်တွေအပြည့်ထိုးရတာဖြစ်ပါတယ်ဒါရုံးကိုရောက်သွားပြီပေါ့လေအဲ့ခါမှာကျွန်တော်ရဲ့စာရွက်စာတမ်းတွေအကုန်လုံးကအပြည့်စုံရှိတယ်အပြည့်စုံရှိလုံးဝကြည့်ပြီးတော့ပို့သွားတာဖြစ်တော့ကျွန်တော်ထပ်ပြီးတော့နောက်ထပ်စာရွက်စာတမ်းတစ်ခုကိုသွားပြီးတော့ယူရပါသေးတယ်အဓိကတော့စာရွက်စာတမ်းအပြည့်စုံလွန်သွားတာပေါ့ဗျာဒီလိုနဲ့ရုံးကိုပြန်လာတယ်ရုံးကိုပြန်လာပြီးတော့ကျွန်တော်ငွေချေးကြရရှိပတ်စံပေးကြရပေးပြီးတော့ကျွန်တော် token လေးနဲ့စောင့်နေတာဖြစ်ပါတယ်နောက်ဆုံးမှာတော့ကျွန်တော် owner ကိုလည်းချိန်မိသွားပြီပြီးတော့ကျွန်တော် license အသစ်ပေါ့လေ license အဟောင်းကိုဖယ်ပြီးတော့ license အသစ်ကိုချိန်မိသွားပြီဖြစ်ပါတယ်နောက်ဆုံးမှာတော့ကျွန်တော်တို့အကုန်ပြီးသွားတဲ့အခါမှာထမင်းလေးစားပြီးတော့ကျွန်တော်ပြန်ခဲ့တယ်တနေ့ကုန်သွားတယ်ညနေ4 ခွဲလောက်မှကျွန်တော်အိမ်ပြန်ရောက်ပါတယ်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်